နောက်ဆုတ်ကြေခွဲပဲကောင်းတယ်ရှမ်းမင်းသမီးလေးစောမလာရဲ့ဘွားစကြောင်းစောမလာဟာမိုင်းမွန်စောပွားကြီးစောနာဝိုက်နဲ့ဟော်နန်းတခင်မှာမဟာဒေဝီမိဖုရားကြီးတဲ့သမီးတော်ဖြစ်ပါတယ်စောမလာမှာစောတော်မိန်လို့ခေါ်တဲ့မွေးချင်းအမွာအကိုတစ်ပါးရှိပါတယ်အမွာမောင်နှမမွေးဖွားစဉ်ကဟော်နန်းတိုက်တော်မှာရွှေငွေကြောက်တံပရံများတွေနဲ့ဓားလန်လက်နက်တွေဟာအယောင်အဝါတွေထုံးလင်းတောက်ပပြီးတော့ဟော်နန်းတစ်ဝိုက်မှာအလင်းတွေကိုမြူးလျက်ရှိပါတယ်ဒီအသိနမိတ်ကောင်းနေကြောင်းမလို့အမွာမောင်နှမမွေးဖွားပြီးတဲ့အချိန်ကစပြီးတော့စော်ပွားကြီးရဲ့ဖုံးတကိုးတွေဟာနေလပမာထွန်းပြောင်ပြီးတော့ကြော်စောထင်ရှားလာခဲ့ပါတယ်သားတော်စောတော်မိန်ဟာလည်းတမူထူးခြားပြီးတော့ရဲစွမ်းတတိနဲ့ပြည့်စုံတဲ့သားတော်တစ်ပါးဖြစ်ပါတယ်။သမီးတော်လေးစောမွန်လာဟာလည်းငယ်စဉ်ကလေးကရတနာသုံးပါးကိုစီးကပ်ကိုးကွယ်ပြီးတော့သူတော်ကောင်းစိတ်သက်ထုံမွန်းထားတဲ့မောရှမ်းမင်းသမီးလေးတစ်ပါးဖြစ်ခဲ့ပါတယ်။စောမွန်လာမင်းသမီးလေးပကံပြည်ကိုလိုက်ပါဖို့အကြောင်းဖန်လာပုံကတော့ပကံပြည်ရှင်အနော်ရထားမင်းဟာတရုတ်ပြည်ကနေဆွဲတော်ပင့်အပြန်မိုင်းမော်ပြည်ကိုဝင်ပြီးတော့ခီးတစ်ထောက်နားခဲ့ပါတယ်။အဲ့ဒီခါမှာမိုင်းမွန်စောပွားကြီးဟာနပြည်တောင်ချစ်ကြည်ရေးခိုင်မြဲစေဖို့အတွက်သမီးတော်စောမွန်လာကိုနော်ရထားမင်းထံဆက်တာခဲ့ပါတယ်။ဒါကြောင့်ပဲစောမွန်လာမင်းသမီးလေးဟာနောက်ပါချက်ရန်တွေနဲ့ပကံပြည်ကိုလိုက်ပါခဲ့ရတာပေါ့ကွယ်။